အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဖတ်ပြပေးမယ့်ဝတ္ထုတို့ခေါင်းစဉ်ကတော့ဆရာကြီးသိပ္ပံမောင်ဝရဲ့ဝတ္ထုဆောင်းပါးပေါင်းချုပ်တင်မှဗဒါစာရီဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်တညတော့မောင်လူအေးသည်ဖះကိုဝတ်ပြုပြီးလျင်အိယာထဲဝင်၏ဧကန်းထဲတွင်ချိတ်ထားသောနာယီမှဆဲချက်ထိုးတံကြားရလေသည်အိယာထဲဝင်တော်လဲချက်ချင်းအိတ်မပျော်သေးမိမိ၏နေအကြောင်းကိုတွေးရသေး၏မြည်သည့်အစိုးရအမှုတန်းသည်ဤဒုက္ခမျိုးမှကင်းပါအံ့နီအိမ်ဝင်းအတွင်ခွေးဟောင်တံများကိုဆူညံစွာကြားရ၍ထကြည့်မိအလုတ်တွင်အိမ်အောက်မှတကားခောက်တံကိုကြားရလေသည်အိယာမှငေါက်ခနဲထပြီးလျင်အောက်ထပ်သို့ဆင်းသွားလေသည်တကားဝသို့ရောက်သောအခါတကားကိုရုတ်တရက်မဖွင့်သေးဘဲစုံစမ်းမေးမြန်းသောအခါကျေးနန်းစာလာပေးသောသူမှန်သိရ၏ဒီတော့မှကျေးနန်းစာကိုလက်မှတ်ထိုး၍ယူလိုက်လေသည်ကျေးနန်းစာကိုယူလိုက်ပြီးနောက်မဖောက်သေးပဲငေးတေးတေးကြီးလုံနေ၏ဧကန္နအရေးကြီးသောအကြောင်းဖြစ်ရမည်အရေးမကြီးလျင်ညာတွင်ချင်းကျေးနန်းမရရအကြောင်းကိုလည်းသိလို၏သိရမှာကိုလည်းကြောက်လေသည်သို့နှင့်2မိနစ်ခန့်အချိန်နှောင်းသွား၏ထို့နောက်မှဖောက်၍ဖတ်လေသည်အရေးပိုင်မင်းယနေ့ညထွက်လာပြီဤကကျေးနန်းစာ၏အဆိုသည်အဘယ်ကြောင့်အရေးပိုင်မင်းသည်ညာကြီးမင်းကြီးထွက်လာရပါသနည်းအကြောင်းမထူးပဲမထွက်လာတန်ရာမြည်သည့်အကြောင်းမှန်လည်းမသိဧကန္နတဘုံရေးဖြစ်ရမည်တခဏအတွင်အိမ်လုံးဆူညံသွားလေပြီအစီကံများကမြည်သူမျှမအားရအိယာလိတ်ပြင်းသူပြင်းတနတ်တွေကိုထုတ်သူထုတ်သင်္ဘောစိတ်တို့ပြေးသူပြေးမြို့ပိုင်အိမ်တကားကိုသွားခောက်သူခောက်ပလိတ်ဌာနသို့ရောက်သူရောက်အားလုံးအလုံးများလျက်နေကြလေတော့သည်တနာရီခန့်ကြာလျင်မောင်လူအေးမြို့ပိုင်မင်းတိုက်ပိုင်မင်းနှင့်ပလိတ်သား18ယောက်တို့သည်တနတ်9စီနှင့်သင်္ဘောစိတ်သို့ရောက်ရှိနေကြလေပြီညင်းနဲ့တကောင်ဖြစ်သောကြောင့်တော်ပေသည်နေခင်းသာဖြစ်မူကားတစ်မျိုးလုံးဆူညံ၍သွားပေလိမ့်မည်ရေးပိုင်မင်း၏သင်္ဘောအယောက်ကိုသာလျင်လာနိုးနှင့်မျောနေရမှာပင်နိုင်ပြန်တစ်ချက်ထိုးတော့၏သင်္ဘောမရောက်သေးဆောင်းတွင်းဖြစ်သောကြောင့်ချမ်းလှပေ၏အိတ်ကလည်းငိုင်းလှပေသည်သို့တော်မအေးဝံ့အရေးပိုင်မင်း၏သင်္ဘောသည်မြည်သည့်အချိန်တွင်ရောက်မည်မသိ4 နာရီထိုးပြီးသင်္ဘောမရောက်သေးမောင်လူအေးတို့လည်းစကားပြောလျက်ပင်6 နာရီထိုးပြန်သည်သင်္ဘောမရောက်သေးငုတ်တုတ်ထိုင်းကမောင်လူအေးတို့လူစုမိုးလင်းခံကြရပြန်သည်သင်္ဘောစိတ်ရှိကလားလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်လက်ဖက်ရည်တစ်ခွက်စီဝယ်၍တောက်ကြလေသည်လက်ဖက်ရည်ပကံတွေမှာဖုံအလေးလေးကတ်နေ၏သို့သောစားစားရှိသည်နှင့်တောက်ကြလေတော့သည်9 နာရီထိုးမှရေးပိုင်မင်းသင်္ဘောရောက်လာလေသည်မောင်လူအေးတို့သည်သင်္ဘောထဲသို့ဆင်းသွားကြပြီးလျင်အကြောင်းကိုမေး၏သိကြလေပြီကညင်ကောက်ရွာသူကြီးနှင့်သူ၏သားသမီးတို့ကိုကလူဆိုးများတတ်သွားသည်ဟုဆိုလေသည်ဧကန္နတဘုံတို့၏လက်ချက်နှင့်တူ၏အလွန်ရက်ဆက်သောသူတို့ပေသည်မြို့ပိုင်တိုက်ပိုင်နှင့်ပလိများကိုရေးပိုင်မင်းကအလိုမရှိဟု၍ဆိုသောကြောင့်သူတို့တွေအသီးသီးပြန်သွားကြလေသည်မောင်လူအေးတယောက်ထဲသာရေးပိုင်မင်း၏သင်္ဘောနှင့်ပါသွားလေသည်သင်္ဘောလည်းအေယာဝတီမြစ်အတွင်ဆံမြဲအတိုင်းဆန်သွား၏သင်္ဘော၏ဦးတွင်မောင်လူအေးနှင့်အရေးပိုင်မင်းတို့စကားတပြောပြောနှင့်နေကြလေသည်ပိုင်ရေးပြည်ရေးအကြောင်းဆွေးနွေးကြ၏ကညင်ကောက်လူသက်မှုအကြောင်းတိုင်ပင်ကြ၏အခွန်တော်အကြောင်းပြောကြကြ၏မိမိတို့ရှေ့မှလေတိုက်ခတ်နေသည်မှမခံနိုင်အောင်ဖြစ်လေသည်အေးလွန်းလှသဖြင့်အသေးသေးတွင်စိတ်၍သွား၏မောင်လူအေး၏ဘောင်းမီတို့အကြားနှင့်ခြေအကြားတွင်ပေါ်၍နေသောဒူးကလေးနှလုံးမှာလေဒီဟုသောဘေးရန်ကြောင့်မခံနိုင်အောင်ဖြစ်နေကြရရှာကုန်၏အသေးတွေမှလည်းခိုက်တုံနေကြလေပြီသို့နှင့်9 နာရီထိုး၏ထို့နောက်10 နာရီသို့ကူးပြောင်းထိုအခါမှအချမ်းအနှဲငယ်ပျောက်၍သွား၏သို့သောလုံးလုံးကမပျောက်သေးပေ17 နာရီထိုးလျင်ဓနုပြူသို့ရောက်ကြလေသည်ဓနုပြူမြို့ပိုင်နှင့်ဒုတိယမြို့ပိုင်တို့အသင်းဆောင်နေကြလေသည်သူတို့2 ယောက်စလုံးလည်းတက်လာကြပြီးလျင်ကညင်ကောက်တကြီးတောက်မှုအကြောင်းကိုပြောကြကြကုန်၏အခုတ်ခံရ၍တေသူက3 ယောက်မသေးဘဲအနာကြီးစွာရသူက3 ယောက်ဖြစ်လေသည်ထိုအနာကြီးစွာရသူ3 ယောက်စလုံးဆေးရုံမှရှိကြလေသည်နန်းနတ်စာစားတောက်ပြီးလျင်ဆေးရုံတွင်ရှိသောလူမမာ3 ယောက်တို့အားကြည့်ရှုစစ်ဆေးရန်မောင်လူအေးနှင့်အရေးပိုင်မင်းတို့သင်္ဘောပေါ်မှဆင်းခဲ့ကြကုန်၏မြို့ပိုင်မင်းကလည်းအပားကမခွာ
လိုက်ပါလာကြလေသည်နေပူကျဲကျဲတွင်လူလေးဦးကခတ်တုတ်တုတ်အတွင်ဆေးရုံအတွင်သို့သွားသည်ကိုလူများမြင်ကြလျင်အားသင့်နေကြကုန်၏မကြမီပင်ဆေးရုံသို့ရောက်ကြလေသည်ဆေးရုံအတွင်လူမမာများထားရရုံပတ်ဝန်းကျင်တွင်လူလူကြီးကိုမြင်ကြရ၏လူပေါင်း40ခန်းရှိပေလိမ့်မည်မောင်လူအေးတို့လူမမာများရှိရာအရက်သို့သွားကြလေသည်ထိုအခါမှဆရာဝန်မှမိမိအိမ်အတွင်းမှပြေးလာပြီးလျင်လူမမာများကိုလိုက်၍ပြ၏ရှေးဦးတွေ့ရသူကတကြီး၏သမီးဖြစ်လေသည်အသက်က18နှစ်ခန့်ရှိပေလိမ့်မည်အသားဖြူဖြူကရင်မာလေးပေသည်လက်မောင်းနှင့်နှစ်ဖူးတို့တွင်လယ်ပင်တို့တွင်အဝတ်များစီး၍ထား၏ကရင်ပေါ်တွင်ပက်လက်နေရရှာလေသည်စကားမပြောနိုင်ရှာပေလာရောက်ကြည့်ရှုသူအရာရှိတို့အားအကြောင်းကြားကြည့်ရှုနေလေသည်အရေးပိုင်မင်းကအားပေးစကားပြောသောအခါကျေးဇူးတင်သောမျက်လုံးဖြင့်စိုက်၍ကြည်နေရှာ၏ဆရာဝန်ကထိုလူမမာမှစိတ်မချရသေးဟုဆိုလေသည်ထိုနေရာနှင့်မနီးမဝေးကရင်ပေါ်တွင်ကတကြီးကြော်ရှိလေသည်မျက်ရည်ဆက်လက်နှင့်ဖြစ်နေရှာ၏သမီးတစ်ယောက်သားတစ်ယောက်နှင့်ခင်ပွန်းမှတေချင်းစိုးဖြင့်တေရှာလာကြည်ပြီထိုတို့အသက်ခံရသည်မှတရက်သာကြာသေး၏သူ၏မျက်စိထဲတွင်မြင်အောင်နေလေသည်မိမိမှလည်းမသေး၍သာကြံ့ရည်လေသည်လူဆိုးများကတေးပြီးမှတ်၍ပြစ်သွားသူသည်အမှုနှင့်ပတ်သက်သောမေးခွန်းများကိုမေးလေသည်မေးသည်များကိုဖြေလေ၏တကြီးကြော်၏အသက်မှ40မျှသာရှိသေး၏သူ၏ဘေးတွင်ကနီနီရဲရဲသားကလေးအိပ်ပျော်နေလေသည်ထိုသားကလေးကိုမွေးဖွားသည်မှတလသာကြာသေး၏တကြီးကြော်သွေးမပြတ်သည်မှအံ့ဩစရာကောင်းလာပေသည်သွေးပြက်ပြီးယူများယူနေရောသလားမသိသူ၏ကရင်နှင့်တလန်ကန်းအကွာရှိကရင်ပေါ်တွင်ကအသက်6နှစ်မျှသာရှိသေးသောကလေးတစ်ယောက်အိပ်ပျော်နေရှာသည်လယ်ပင်နှင့်လက်မောင်းရှိဓားတန်ရာများကိုဆေးထည့်ပြီးလျင်အဝတ်ဖြင့်စီးထားလေသည်ခမားကလေးမှဘာမှမသိတတ်သေးအဘယ်ကြောင့်ထိုကလေးကိုခုတ်ကြပါသနည်းမျက်နာကလေးမှလည်းချစ်စရာဖြူဖြူဖွေးဖွေးကလေးဖြစ်လေသည်ဤသို့သောကလေးကိုအကြောင်းမဲ့တက်တက်ဓာဖြင့်ခုတ်ရသူတို့၏စိတ်ထားမှာဆိုးရွားလှပေတကားလူနာ၏မျက်နာကိုကြည့်ရှုပြီးလျင်အရေးပိုင်မင်းနှင့်အတူအားလုံးပင်ထိုအခန်းထဲမှထွက်ခဲ့ကြကုန်၏အပြင်သို့ရောက်လျင်အရေးပိုင်မင်းသည်မောင်လူအေးအားအနားသို့ခေါ်၍ထိုလူမမာများထံမှရသမျှသောထွက်ချက်များကိုယူကျေးဟုခိုင်း၏မောင်လူအေးတယောက်တည်းအခန်းထဲသို့ပြန်၍ဝင်သွားလေသည်တကြီးကြော်မှဗီရင်ပေါက်တွင်ရက်ကငိုနေရှာ၏မငိုပဲမနေနိုင်ရှာပေသားလဲတေသမီးလဲတေလင်လဲတေတေကြသည်မှရိုးရိုးယောဂါတို့ဖြင့်တေကြသည်မဟုတ်တေချင်းဆိုးနှင့်ကြီးဖြစ်ကြလေသည်ဗဒါစာရီတို့ယူသည်မှဤအခါမျိုးတွင်ဖြစ်၏တကြီးကြော်မယူသည်မှအလွန်စိတ်ခိုင်သောကြောင့်ဖြစ်ဟန်တူလေသည်မောင်လူအေးသည်တကြီးကြော်၏အနားသို့ကပ်ပြီးလျင်သူတို့၏အဖြစ်အပျက်များကိုစုံစမ်းမေးမြန်း၏ထိုအခါမိမိ၏မျက်ရည်တို့ကိုအင်ကြီးဖြင့်တုတ်ခါအောက်ပါအတိုင်းပြောပြရှာလေသည်ကျမတို့လည်းထမင်းဟင်းစားတောက်ကြပြီးတော့အိမ်ပေါ်မှာစကားပြောနေကြတာပါပဲအချိန်ကတော့9 နာရီလောက်ရှိအောင်မယ်ဘာတန်ကိုမှလည်းမကြားရပါဘူးဓမြတွေလူဆိုးတွေကိုကြောက်တာနဲ့မှောင်တဲဆိုရင်တကားပိတ်တာပါပဲကျမတို့ရဲ့သားကလေး15နှစ်ရှိတာကရွာထဲသွားပြီးလဲတယ်တော်တော်ကလေးကြာတော့လူ4-5 ယောက်အိမ်ကိုတက်လာကြပြီးတော့မင်းတို့တကားကိုဖွင့်ရင်ဖွင့်မဖွင့်ရင်နင်တို့သားကလေးကိုတတ်လိုက်မယ်လို့ပြောပါရောကျမတို့လည်းမယုံလို့မဖွင့်သေးတာဒီတော့မှကျမသားကလေးကဖွင့်လိုက်ပါအမေရဲ့မဖွင့်ဘူးဆိုရင်ကျွန်တော်ကိုတတ်ပါတော့မယ်လို့တောင်းပန်တော့မှအဖေကြီးလည်းမနေနိုင်ကျမအမေဖြစ်သူမှလည်းမနေနိုင်ဖွင့်လိုက်ကြရတာပေါ့ဖွင့်လိုက်တာနဲ့တပြိုင်နဲ့ဝင်လာလိုက်ကြတဲ့လူတွေ10 ယောက်လောက်ရှိမယ်ထင်ပါရဲ့သူတို့လက်ထဲမှာလဲငှက်ကြီးတောင်ဓာတ်တွေတဝင်းဝင်းနဲ့မီးရောင်ထဲမှာလက်ခနဲ့နေတော့တာပဲအိုးသူတို့အပေါ်မှာဘိုလ်လုတ်တဲ့သူရဲ့လက်ထဲမှာတော့တနက်တလက်ပါတယ်ကျမတို့တအိမ်သားလုံးကြောက်လိုက်ကြတာတော့မပြောပါနဲ့တော့ဆက်တုံနေကြတော့တာပါပဲဘယ်ပြေးရမှန်းလဲမသိပြေးလို့လည်းမတတ်
သူတို့အားလုံးဝိုင်းထားပြီးဟာကိုကျမယောက်ျားကတော့သူတို့ကိုရှစ်ခိုးပြီးတော့ကျွန်တော်တို့အသက်ကိုချမ်းသာပေးပါခမညာလို့လိုချင်တဲ့ပစ္စည်းကိုယူကြပါလို့ပြောတာပါပဲဒီတော့ဘိုလ်လုပ်တဲ့သူကဟေးငါမျက်နှာကိုသေးသေးချာချာကြည့်ထားဘိုလရောင်ဆိုတာငါပဲဟိုရွတ်ဒီရွတ်မလုံနဲ့ဘယ်မှာလဲလူကုန်ပြေးစားတယ်လို့မေးလိုက်တော့ကျမယောက်ျားတကြီးမှလည်းကြောက်ရှာလွန်းလို့တုံတုံရီရီနဲ့ပဲတစ်တာတွေကပြေးစားတွေကိုထုတ်ယူပြီးတော့ပေးလိုက်ပါရောဘိုလ်လုပ်တဲ့သူကလည်းသူ့လက်တစ်ဖက်မှာကင်ထားတဲ့ငှက်ကြီးတောင်ဓာကြီးနဲ့တကြီးကိုပိုင်းပါရောသူ့ရဲ့နောက်လိုက်တွေကလည်းအိမ်သားတွေကိုဓာတ်ရိတ်နဲ့လိုက်ပြီးခုတ်ပါရောအိုးဟာစီကနေဖြစ်သွားတော့တာပါပဲအိုးမပြောပါနဲ့တော့ကြောက်စရာကောင်းလိုက်တာအတုံးအပိုင်းပိုင်းနဲ့ဖြစ်ကုန်ကြတော့တာပါပဲကျမတို့လည်းသူတို့တွေကလူတယောက်ကငှက်ကြီးတောင်ဓာတ်နဲ့အပိုင်းလိုက်မှာကြောက်ကြောက်နဲ့လှည့်လိုက်တာလေဘေးကိုမထိပဲလက်မောင်းကိုထိတာပေါ့ငူကနေဖြစ်သွားပြီနားလိုက်တာမပြောပါနဲ့တော့ဒါပေမဲ့သွေးရပူနေသေးလို့ခံစားသေးရဲ့ကျမမှလည်းသွေးယူသွေးတန်းနဲ့ဘာလို့ရမှန်းမသိဖြစ်နေတာပေါ့သေတဲ့သူတွေကလည်းသေလဲတဲ့သူတွေကလည်းအတုံးယုံအိုးမပြောပါနဲ့တော့တိမ်လုံးသွေးချောင်းစီးနေတော့တာပါပဲအခုတ်ခံရပြီးတဲ့နောက်သူတို့ထပ်ပြီးခုတ်အောင်မလားဒီလောက်နဲ့ပဲနေတော့မလားမသိဘူးစိတ်ကတော့သေပါပြီရဲ့လို့ဒုံဒုံချထားပြီးသားမလှုပ်လဲမလှုပ်ဝန်တော့ဘူးခဏကြာတော့အားလုံးဂျုံဂျုံနဲ့အိမ်မော်ကဆင်းသွားကြပါရောသူတို့ဆင်းသွားပြီးတဲ့နောက်ကျမမှာဘာလို့ရမှန်းမသိသေနေတဲ့သူတွေကလည်းအတုံးယုံကြောက်စရာလန့်စရာကြီးပါပဲတွေးရတော့ဖြစ်မှုန်းနေတော့တာပါပဲမောင်ကိုထူရမလားလဲနေတဲ့သူတွေကိုပဲကူညီရမလားဘယ်သူသေးလို့ဘယ်သူရှင်မှန်းလဲမသိမောင်ထူလိုက်ပြန်ရင်လဲဓမြတွေပြန်လာပြီးတတ်မှခက်တော့မယ်မောင်ကိုလည်းမထူဝွန်းအိုးဟိုလိုရအကောင်းနို့ဒီလိုရအကောင်းနို့နဲ့တိမ်လုံးလဲသွေးချောင်းစီးလို့နေတော့တာပါပဲဒီလိုဖြစ်နေတော့မှသမီးအကြီးကလည်းလူးလိမ်ပြီးထလာတာကိုမြင်ရတော့အားနည်းနည်းတက်လာပါတယ်သူ့လေပင်မှလည်းဓာတ်တန်ရာကြီးနဲ့မသေးလို့သာကြံတယ်ဓမြတွေသွားတာလဲ15မိနစ်လောက်ရှိပြီသူတို့မကြားတော့ပါဘူးရဲ့လို့အောင်းမိတာနဲ့အနားမှာရှိတဲ့ကိုသားကြီးတို့အိမ်ဘက်ကိုလှမ်းခေါ်ပါရောကိုသားအေးပြေးပြီးတော့လာတယ်အတုံးအယုံနဲ့သေနေကြတာကိုမြင်ရတော့ဘယ်လိုလုပ်ရမှန်းမသိငေးနေတော့တာပေါ့ဒီတော့မှကျမကမောင်းထုပါကိုသားအေးရဲ့လို့ပြောပြီးကိုသားအေးလည်းမောင်းကိုထုပါရောဒီတော့မှရွာသူရွာသားတွေလည်းမိတို့တွေနဲ့ပြေးလာကြပါတယ်လူသေးတွေကိုကြည့်သူကြည့်လူနာတွေကိုထူသူထူဓမြတွေနောက်ကိုလိုက်သူလိုက်နဲ့ဆူလို့သာနေပါရောအဲ့ဒီညမှာကျမတို့တွေအားလုံးဆေးရုံရောက်ကြတာပါပဲဤသို့မိမိတို့၏အဖြစ်အပျက်ကိုမောင်လူအေးအားပြောကြပြီးလျင်တကြီးကတော်မှတွေးဝေကနေလေ၏မျက်စိတို့မှမျက်ရည်တွေတသွင်းသွင်းစီးဆင်း၍နေ၏တကြီးကတော်၏မျက်စိထဲတွင်ထိုညကအဖြစ်အပျက်တွေကိုမြင်ရောင်ရောင်နေဟန်တူလေသည်ဤတကြီးကတော်မှဗရာစာရီထက်ပင်တနာစရာကောင်းနေသေး၏ဗရာစာရီ၏မိဘများတိုက်ပြီး၍တေးသည်မှာကဗရာစာရီ၏မျက်မှောက်တွင်မဟုတ်တကြီးကတော်မှအဘယ်ဆိုးပွဲရာရှိတော့အန်နီယခုမှမိသမျှကိုကြာကြာနာနာဖြေဆိုးနိုင်ရှာသည်မှာအံ့ဩစရာကောင်းလာပေ၏တကားစိတ်ခိုင်လှပေ၏တကားဟုမောင်လူအေးတွေးတောလျက်နေ၏ဤသို့တွေးတောရင်းဆေးရုံမှအပြင်ဘက်သို့ထွက်ခဲ့လေသည်1933ခုနှစ်စက်တင်ဘာလ